ကောင်းစုပ်တွေဒီလောက်မြန်ကြီးစင်ကဲပြောင်းလဲမလားတင်ဘူးငါအောက်ချံကိုကားတဲ့လွတ်လိုက်ပြီးလူငကားအတွင်ပြောင်းပါတန်တုတ်တစ်ချောင်းကိုကင်ပြီးအတန်ကရစီကိုဥတီသွားလိုက်တယ်အနားရောက်လို့ကြည့်လိုက်တော့တောင်ကုန်းပေါ်မှာပျက်စီးရွရွနေတဲ့ဖះเจ้าအိုကြီးတစ်ချောင်းကိုတွေ့ရတယ်ဒါကဟန်ဆောင်ပန်ဆောင်လုပ်ထားတဲ့ဖះเจ้าမျိုးမဟုတ်ပဲတကယ်ကိုရှေးဟောင်းတာအိုဖះเจ้าစစ်ပဲငါနဲ့နာမှာအစင်းเจ้าတွေထင်သွားတယ်ဒီလောက်ခေါင်းတုံးပြောင်ကြီးနဲ့စိတ်သက်ကဒီလောက်တောင်ပြောညံ့နေရလားငါတာအိုဖះเจ้าနဲ့ဝင်ဖို့ခြေလမ်းပြင်လိုက်ယုံရှာဒီပြေးတဲ့ဝတ်ပြုတ်ဆောင်ရဲ့ပျက်စီးနေတဲ့နေရန်ကြီးကဝုန်းကနေပြူကျလာတော့တယ်တာအိုဝစ်စုံဝတ်ထားတဲ့အဖိုးကြီးတယောက်ကလူတယောက်ပေါ်ကိုရွှတ်တုတ်တလုံးမျိုးခုံအုပ်ပြီးကြိုက်ခဲစားတော့နေတာတွေ့လိုက်ရတယ်မြေပြင်ပေါ်မှာလည်းတိတ်ဆုံးနေတဲ့လူနာတချို့ရဲ့အလောင်းတွေပြန့်ကျဲလို့တကယ်ကိုထိတ်လန့်စရာမြင်ပွင့်မဲ့တာအိုဖုန်ကြီးအိုကအတန်ကြားတော့နောက်လက်ကြည့်လာတယ်သူ့မျက်လုံးနဲ့ငါမျက်လုံးတက်တက်တိုးသွားတဲ့အချိန်မှာပဲငါစိတ်ထဲကနေသွားပြီးလို့ချက်ချင်းတိလိုက်တယ်ဒါကလူသားမဟုတ်ဘူးပုတ်ကောင်ကြီးပဲတာအိုဖုန်ကြီးအိုကလူသားသားကိုစားနေရင်တောင်သူ့ခန္ဓာကိုယ်ကိုမမတ်ကြီးထားနိုင်တဲ့သူ့ရဲ့၆ကပ်နေတဲ့လက်တွေမှာဆူရှာတဲ့လက်သေးခွေးကြီးတွေပေါက်နေပြီးတစ်ဆက်ထဲမှာလည်းဆူရှာတဲ့သွားတွေရှိနေတယ်ဒါကဖုတ်ကောင်ရဲ့တကယ်အမှတ်သားပဲဖုတ်ကောင်တွေကလူသားသားကိုစားပြီးရှေ့ဆက်စင်ခဲပြောင်းလဲဖို့အတွက်သူတို့ခန္ဓာကိုယ်ထဲမှာဖုတ်ကောင်ဗိုင်းရပ်စ်အမြောက်များကိုအသုံးချကြတယ်ဒါပေမဲ့အဲ့ဒီဗိုင်းရပ်စ်တွေကခန္ဓာကိုယ်ထဲမှာပုံမှန်တိုင်းအပြည့်အဝမကျဉ်းညက်သေးခင်မှာပုံဆောင်ခဲလို့ဖြစ်သွားတတ်တယ်အဲ့ဒီလိုပုံဆောင်ခဲ့ဖြစ်သွားတဲ့ဗိုင်းရပ်စ်တွေကဖုတ်ကောင်ရဲ့ခန္ဓာကိုယ်ကိုမာကျောသွားစေပြီးကျင်းနေရေပြားနဲ့တမဏိအယိုးတွေလိုမျိုးတတ်မာတဲ့ခန္ဓာကိုယ်ကိုပြေးဆွဲနိုင်တာမလို့သူတို့ကိုတတ်ဖို့ကအလွန်တရာခက်ခဲသွားတတ်တဲ့ကံကောင်းတာတစ်ခုကသူတို့ရဲ့အသက်အန္တရာယ်ဖြစ်စေမဲ့အားနည်းချက်ကအခုထိကောင်းမဲ့ဖြစ်နေသေးတာခေါင်းကိုဖျက်ပစ်လိုက်ရင်ဒါမှမဟုတ်အမုံမဖြစ်အောင်ချင်းမုန်းပစ်လိုက်ရင်သူတို့တည်သွားမှာပဲဒီလိုလူသူစိတ်ငြိမ်တဲ့အရက်မှာသူစင်ကဲပြောင်းလဲဖို့အတွက်ဒီလောက်များတဲ့ဗိုင်းရပ်စ်တွေကိုဘယ်ကနေရလာတာလဲအဲ့ဒီအချိန်မှပဲတာအိုဖုတ်ကောင်ကြီးကသူ့လက်ထဲကတဝက်ပဲစားရသေးတဲ့အလောင်းကိုပစ်ချပြီးငါစီကိုဝုန်းကနေခေါ်အုပ်လာတော့တဲ့ဖုတ်ကောင်ရဲ့ခန္ဓာကိုယ်ကမာကျောပေမဲ့အရှင်ကတော့မျက်စိတမိတ်တွင်းမှတဲ့ငါစီကိုရောက်လာတာငါလည်းချက်ချင်းပဲ baseball တုပ်ကိုမြောက်ပြီးခုခံလိုက်တဲ့ဖုတ်ကောင်ကတစ်ချက်ခဲနဲ့ကိုက်ပစ်လိုက်တာ baseball တုပ်ပေါ်မှာနှဆိုင်နဲ့တွားရကြီးလေးခုထင်ကျန်ရခဲ့တယ်ငါသူမျက်နှာကိုတက်တက်ချင်းပြီးပူပြင်းတဲ့မိတော့တက်ရှူတန်းနဲ့မှုတ်ထုတ်လိုက်တယ်ဒါပေမဲ့အဲ့ဒါကသူ့ရဲ့အဝတ်စားချို့ကိုပဲလောင်ကျွမ်းစေပြီးသူ့ရဲ့အရေပြားနဲ့အသားတွေကနည်းနည်းမင်းညူသွားယုံကလွှဲရင်ကြီးကြီးမားမားထိခိုက်မှုမရှိခဲ့ဘူးတာအိုဖုတ်ကောင်ကြီးကဒေါသတကြီးနဲ့ဟိဟောက်ပြီးသူ့ရဲ့ဆူရှာတဲ့လက်သေးတွေကိုဝေယမ်းကငါးစီထပ်ပြီးခေါ်အုပ်လာပြန်တယ်ငါအနေနဲ့စွမ်းရည်အကားခွဲတွေကိုပေါက်ဆက်ပြီးမတုံးနိုင်သေးပေမဲ့လျှက်စီးတွေရစ်ပတ်နေတဲ့ baseball တုပ်ကတကယ်ကိုအစွမ်းထက်တဲ့တိုက်ခွက်မျိုးဖြစ်နေပြီးအဲ့ဒီနောက်မှာတော့ပြင်းထန်တဲ့ပောက်ကွဲတန်ကြီးနဲ့အတူတစုံတစ်ခုအကွဲသွားတဲ့အတန်ကိုကြားလိုက်ရတဲ့အထူးသဖြင့်ပိုးပြီးထူတဲလေးလက်အောင်ပြုလုပ်ထားတဲ့ငါရဲ့ baseball တုပ်ကအလဲကနေအပိုင်းပိုင်းဖြစ်သွားရပြီးရလိုက်တဲ့ရလက်ကတော့ဖုတ်ကောင်းရဲ့ဦးကောင်းခုံပေါ်မှာအကွဲကြောင်တိတိလေးတစ်ခုပဲဖြစ်ပေါ်စေခဲ့တာတာအိုဖုတ်ကောင်ကြီးကထပ်ပြီးဟိဟောက်လိုက်ပြီးသူ့ရဲ့ပုတ်ကွက်လန်းစော်နေတဲ့တွားကြီးတွေကိုဖျဲပြကငါစီထပ်တိုးလာတယ်အောက်ချံမြေကြီးတဲ့ကိုဝင်ပုံးနေလိုက်ငါဒီကောင်ကိုမတက်မချင်းအပြစ်မထွက်လာနဲ့ငါကဒါကိုတာမန်ဖုတ်ကောင်စင်ပဲထင်ထားတာဒါပေမဲ့တကယ်တမ်းကျတော့နစ်စတာအဆင်းရှိတဲ့ဖုတ်ကောင်ကြီးဖြစ်နေတာပဲဒီလိုဖုတ်ကောင်မျိုးကကြောင်းမဖွယ်ခွန်အားကျင်းနေအရေးပြားနဲ့တမဏိအယိုးတွေကိုပိုင်ဆိုင်ထားတာမလို့လူသားတွေရဲ့တန်ချက်ကကားတွေတောင်သူ့ရှိမှအလကားပဲအောက်ချံကသူငါကိုကူညီလို့မရမှန်းသိတာမလို့ချက်ချင်းပဲရတနာကြွအတွင်ပြောင်းလဲပြီးမြေကြီးတဲ့တိုးဝင်သွားတော့တယ်အဲ့ဒီအချိန်မှာငါနည်းနည်းမော်ဟိုက်လာပြီးမိတော့အသက်ရှူတန်းတဲ့လျှက်စီးစွာအားတွေကိုစက်တိုက်တုံးလိုက်ရတာကြောင့်ငါရဲ့အားအိမ်တွေကအလေးအမြန်ကုံဆုံးနေတာအပေါ်ကနေအခုလေးတင်ရချလိုက်တဲ့တန်ချက်ကငါခန္ဓာကိုယ်ထဲကသွေးလေးအင်အားတွေကိုပါကမောက်ကမဖြစ်သွားစေတဲ့တာအိုဖောင်ကောင်ကြီးကထပ်ပြီးခေါ်အုပ်လာတဲ့မျက်စိတမိတ်တွင်းမှာတဲ့ငါအနားရောက်လာပြီးသူ့ရဲ့မျက်နှာချောက်ကပ်နေတဲ့လက်သေးခွေးကြီးတွေကငါစီကိုတန်တန်မတ်မတ်ဦးတည်လာတယ်ငါအကျယ်ကြီးဟိဟောက်လိုက်ပြီးငါရဲ့နှကားလက်သေးနဲ့သူ့ရဲ့လက်ကောက်ဝတ်ကိုတင်းတင်းဆုပ်ကင်လိုက်တဲ့နှစ်ယောက်စလုံးရဲ့ခွန်အားတွေကဓာတ်ရိုက်ထိတ်တိုက်တွေ့ကြလာပေါ့ဒီဖုတ်ကောင်ကနစ်စတာအဆင့်ကိုရောက်နေပြီဖြစ်လို့ပုံမှန်ဆိုရင်လူသားတွေအနေနဲ့တမဏိအယိုးအဆင့်ကိုရောက်မှသာထိတိုက်ရှင်နိုင်မှာဖြစ်ပေမဲ့ငကားပြအတွင်းကြောင့်တတ်မာလာတဲ့ငါခန္ဓာကိုယ်ရဲ့ကျေးဇူးကြောင့်ငါခဏလောက်တော့သူ့ကိုအငြင်းမြရှင်းနိုင်နေသေးတယ်နှစ်ယောက်စလုံးအပြိုင်မီလုံးမှာပဲဖုတ်ကောင်ကရုတ်တရက်သူ့ခေါင်းကိုရှေ့တိုးပြီးတိုက်ဖို့ပြင်တယ်ငါလည်းစိတ်ကိုဒုံဒုံချလိုက်ပြီးခေါင်းကိုငုံကငါခေါင်းပေါ်ကငကားချိုနဲ့သူ့နှဖူးကိုစောင့်တိုက်ပစ်လိုက်တယ်ငကားချိုကအလွန်ဆူရှာတာမလို့သူ့ရဲ့မျက်လုံးတွင်းထဲကိုတက်တက်ကြီးစိုက်ဝင်သွားတော့တဲ့ဖုတ်ကောင်ကနာကျင်စွာနဲ့ခိဟောက်သွားပြီးသူ့ခေါင်းလည်းပြင်းပြင်းထန်ထန်တန်ရရသွားတယ်တာမန်တက်ရှိဆိုရင်ဒီတန်ချက်နဲ့တင်တေးသွားတော့ပြီးဒါပေမဲ့ဖုတ်ကောင်ကတော့မတူဘူးသူ့ရဲ့ဦးကောင်းခုံကအလုံးမကြောလုံးနဲ့သူကသူ့ကောင်းကိုလက်ကားချိုထဲကနေအတင်းယုံထွက်လိုက်ပြီးချက်ပြီးခိဟောက်ပြန်တဲ့အဲ့ဒီအချိန်မှာသူ့ရဲ့လက်မောင်းတစ်ဖက်ကအနှဲငယ်ကွေးညွတ်သွားတာတွေ့လိုက်ရလို့ငါမျက်လုံးတွေပြည့်ကျဲသွားရတဲ့ဖုတ်ကောင်ရဲ့ခန္ဓာကိုယ်ကမကြောနေရတဲ့အကြောင်းရင်းကသူ့ထဲမှာရှိတဲ့ဖုတ်ကောင်ဗိုင်းရပ်စ်ကြောင့်ပဲတကယ်လို့သူကအဲ့ဒီဗိုင်းရပ်စ်တွေကိုအပြည့်အဝဆုပ်ယူပြီးပေါင်းစပ်နိုင်သွားရင်သူ့ခန္ဓာကိုယ်ရဲ့ပျော့ပြောင်းမှုကပြန်ပွင့်လာလိမ့်မယ်အခုသူ့လက်မောင်းတွေကွေးသွားတာကဗိုင်းရပ်စ်တွေကိုအလျအမြတ်ဆုပ်ယူနေပြီဆိုတဲ့အရေးရောင်ပဲနောက်ထပ်နှောက်နေနေရင်အန္တရာယ်ရှိနိုင်တယ်ငါအကျယ်ကြီးခိဟောက်လိုက်ပြီးသူ့လက်မောင်းတွေကိုရုံထွက်ကလွတ်အောင်ရှောင်းလိုက်တဲ့အဲ့ဒီနောက်တကယ်ငကားပြကြီးအတွင်ပြောင်းလဲပြီးကောင်းကင်ပေါ်ပြန်တက်သွားလိုက်တဲ့ငါရဲ့ငကားမီးကလျှက်စီးလို့အရှိန်နဲ့အောက်ကိုလဲချလိုက်ပြီးဖုတ်ကောင်ကိုပြင်းထန်တဲ့တိုက်ခိုက်မှုပေးလိုက်တဲ့အဲ့ဒီအချိန်မှာပဲမိုးကြိုးတစ်ချက်ကလည်းသူ့ပေါ်တက်တက်ကြရောက်သွားပြီးသူ့ခန္ဓာကိုယ်ကိုပို့ပြီးလောင်ကျွမ်းသွားစေခဲ့တဲ့သူ့မှာကျင်းနေအရေးပြားနဲ့တမဏိအယိုးတွေရှိနေပေမဲ့လည်းသူ့ခန္ဓာကိုယ်ပေါ်မှာအများကြီးဖြစ်နေတဲ့ဒဏ်ရာတွေကဗရာပွားဖြစ်သွားရပြီးင
ငကားပြကြီးကအောက်ကိုထိုးဆင်းလိုက်ပြီးငကားလက်သေးတွေနဲ့ဖုတ်ကောင်ရဲ့လက်မောင်းနှစ်ဖက်ကိုဖန်ဆုပ်ကကောင်းကင်ပေါ်ဆွဲတင်သွားလိုက်တဲ့ပြင်းထန်တဲ့လေးတိုင်းတုံးကြောင့်သူခိုင်ချက်ပြတ်သွားပြီးအားမတုံးနိုင်တော့ဘူးငါသူ့ကိုကောင်းကင်အမြင့်ကြီးပေါ်ဆွဲခေါ်သွားပြီးကျဲကြီးဟိန်းဟောက်ကငကားလက်သေးတွေနဲ့အင်ကုံတုံးပြီးသူ့ကိုနှစ်ပိုင်းပြတ်ထွက်သွားအောင်ဆွဲဖြဲဖို့ကြိုးစားလိုက်တယ်ဒါပေမဲ့ဖုတ်ကောင်ကလည်းအတွင်းဘက်ကိုအင်ကုံတုံးပြီးခုခံနေတာမလို့ငါသူ့ကိုမဖြဲနိုင်ခဲ့ဘူးငါရဲ့ကြင်ကြံမှုအစင်ကလိမ့်နေသေးတာကိုငကားပြအတွင်ပြောင်းလိုက်ရင်သူ့ကိုဖိနှိပ်ထားနိုင်ပေမဲ့တပ်ဖို့ကတော့မလွယ်ကူဘူးပြီးတော့မျက်စိတမိတ်တွင်းမှာတင်ငါမှာပင်ပန်းနွမ်းနယ်မှုကိုခံစားလာရတယ်တကယ်လို့ငကားအတွင်နဲ့ပြန်တန်းနေုံဆိုရင်အကြာကြီးခံနိုင်ပေမဲ့တိုက်ပွဲထဲမှာတော့ငါရဲ့စွဲရင်တွေကအလင်းမြန်ကုန်ဆုံးသွားတာငါကောင်းကင်ဘုတ်ကိုထပ်ပြန်တက်လိုက်ပြီးငကားလက်သေးတွေကဖုတ်ကောင်မှုအရှင်ကုံတုံးပြီးအောက်ကိုပြစ်ချလိုက်တဲ့ပြင်းထန်တဲ့ပောက်ကွဲတန်ကြီးနဲ့အတူသူ့ခန္ဓာကိုယ်ကတာအုပ်ဖျားเจ้าရဲ့ဝတ္ထုဆောင်တွေကိုလွှင့်စင်ကျသွားတော့တယ်သူမြေပြင်ပေါ်ကိုပြင်းပြင်းထန်ထန်ကြားရောက်သွားပြီးခန္ဓာကိုယ်တစ်ခုလုံးတန်ရလွတ်ဖရာကွက်ဖြစ်နေပေမဲ့လည်းလဲကျမသွားသေးဘူးငါလည်းမြေပြင်ပေါ်ဆင်းသက်လိုက်ပြီးလူသားအတွင်ပြန်ပြောင်းတာတဲတက်ရှူနေမိတယ်ဒါကငကားပြအတွင်ကိုတုံးပြီးအင်ကုံယုံတက်ခဲ့ရတဲ့ပထမဆုံးအချိန်ပဲဒါကတကယ်ကိုအစွမ်းထက်ပေမဲ့ငါရဲ့အခုကြင်ကြံမှုအစင်းနဲ့ကြတော့ဝင်ထုတ်ဝင်ပိုးဖြစ်လို့နဲ့ကိုင်းတို့ရဲ့ခွန်အားကကြောက်စရာကောင်းတာကသူ့ကိုယ်တိုင်ကတိုင်းပြည်တစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်တဲ့တကယ်ဖြစ်တည်မှုကြီးမလို့ပဲငါကတော့အတီးရဲ့စွမ်းအားပေါ်မှာပဲအပြည့်အဝမိခိုနေရတာမလို့ငါတို့နှစ်ယောက်ကြားကခွန်အားကမိုးနဲ့မြေလို့ကွာခြားလို့နဲ့ခဏနေတော့ငါရဲ့အားအင်တွေနည်းနည်းပြန်ပြလာပြီးတာအုပ်ဖုတ်ကောင်ကြီးကလည်းပြန်ပြီးမက်တက်ထရက်လာတယ်ငါထပ်ပြီးလူသားသားရဲ့အတွင်ပြောင်းလဲလိုက်ပြီးငကားလက်သေးတွေပေါ်မှာစွမ်းရည်အကာအကွယ်တွေကိုတင်ကာတိုက်ပွဲကိုဆက်လက်ဆင်နွှဲလိုက်တယ်ဒီနှစ်ထက်ကာကွယ်မှုကဖုတ်ကောင်ဗိုင်းရပ်စ်ခန္ဓာကိုယ်ထဲဝင်မလာအောင်တားဆီးပေးနိုင်ပေမဲ့တိုက်ပွဲကဒီတိုင်းသာဆက်သွားနေရင်နောက်ဆုံးမှငါမောပြီးတေးသွားလိမ့်မယ်ငါမှလက်နက်တစ်ခုလိုအပ်နေပြီးနောက်ထပ်တစ်ချက်ထိတိုက်တွေ့ပြီးနောက်ငါနောက်ကိုအမြဲဆုပ်လိုက်တယ်ဒါပေမဲ့အခုချိန်မှာစနစ်ခမ်းမတဲ့ဝင်ပြီးလက်နက်ဝယ်ဖို့အချိန်မရှိတော့ဘူးအောက်ချန်စီမှာလည်းအမတ်တွေအလုံးလောက်မရှိဘူးအဲ့ဒီချိန်မှာပဲတစီးနေတဲ့ရုပ်ထုကြီးနားမှာလဲကျနေတဲ့တန်တုပ်ကြီးတစ်ချောင်းကိုငါမျက်စိကလမ်းမြင်လိုက်ရတယ်ငါချစ်ချင်းတတိယသွားတယ်ဒါကလေးစုဖျားเจ้าပဲမိုးကျိုးနတ်မင်းဖျားเจ้าဒီဝါစစ်ပုံတန်တန်တုပ်ကြီးကတကယ်တော့လေးစုရုပ်ထုရဲ့လက်ထဲမှာကင်ထားတဲ့တမဏိလက်နက်ပဲဖြစ်ရမယ်ငါချစ်ချင်းပြေးသွားပြီးအဲ့ဒါကိုကောက်ကင်လိုက်တဲ့ရုပ်ထုကြီးကကြီးမားလုံးတော့ဒီတမဏိလက်နက်ကလည်းတာမန်လက်နက်တွေထက်အများကြီးပိုကြီးပြီးပိုလေးလံနေတဲ့ပုံမှန်ဆိုရင်ဒီလိုလက်နက်မျိုးက80စင်တီမီတာထက်ပိုမရှိတတ်ကြဘူးဒါပေမဲ့ဒါကတတမနဲ့မီတာလောက်ရှည်ရပြီးခန္ဓာကိုယ်ကလည်းပိုပြီးထူးလဲလေးလံနေငါရဲ့အခုခွန်အားအတွက်တော့ကွက်တီပဲပေါ့ငါတန်မဏိလက်နက်ကိုကောက်ကင်လိုက်တာနဲ့တတအိုးဖုတ်ကောင်ကြီးကငါစီချက်ပြီးခေါ်အုပ်လာပြန်တဲ့ဒုက္ခနာကိုပါပျက်စီးလူနီးပါးဖြစ်နေပြီဆိုပေမဲ့တိုက်ခိုက်လူစိတ်ကတော့ရှော့မသွားသေးဘူးငါရဲ့ခွန်အားရှိသမျှနဲ့နောက်ဆုံးတန်ချက်ကိုပြင်းပြင်းထန်ထန်ရိုက်ချပစ်လိုက်တယ်အဲ့ဒီနောက်မှာတော့ငါလူသားသားရဲ့အတွင်ကနေပြန်ထွက်လာခဲ့တယ်ငါလက်တွေထဲမှာဒီလေးလံနဲ့တန်မဏိလက်နက်ကိုစက်ကင်ထားနိုင်လောက်တဲ့အင်အားမရှိတော့ဘူးငါအဲ့ဒါကိုမြေပြင်ပေါ်ချပစ်လိုက်ပြီးခန္ဓာကိုယ်တစ်ခုလုံးမှာမခန့်မရက်နိုင်အောင်နာကျင်မှုနဲ့အားနည်းမှုတွေကိုခံစားလိုက်ရတယ်မြေကြီးထဲမှာပုံနေတဲ့အောက်ချန်ကတိုက်ပွဲအတန်တွေတိတ်သွားတော့မှတတိကြီးစွာနဲ့အပြင်ကိုထွက်လာခဲ့တယ်ငါမြေပြင်ပေါ်မှာထိုင်ပြီးအသက်ရှူနေတာကိုမြင်တော့သူမကအမြန်ပြေးလာပြီးငါအတွက်အမဲသားချောင်းနဲ့ရေတန့်ဘူးကိုယူပေးရှာတယ်ခဏလောက်အနားယူပြီးရဲ့နောက်ငါတို့နှစ်ယောက်ပျက်စီးနေတဲ့တာအုပ်ဖျားเจ้าနဲ့ဝင်လာခဲ့ကြတယ်တကားဝမှာတွေ့ခဲ့တဲ့ခေါင်းတုံးပြောင်အလုပ်သမားကတော့တိုက်ပွဲရဲ့ရိုက်ခတ်မှုတန်ကြောင့်အစောကြီးကလေးကတိတ်ဆုံးသွားခဲ့ပြီးဖျားเจ้าထဲမှာနေရာအနှံ့ပျက်စီးနေတဲ့ရုပ်တုတွေနဲ့ပြန့်ကျဲနေတဲ့ပစ္စည်းတွေရှိနေပြီးမြေပြင်ပေါ်မှာလည်းတိတ်ဆုံးသူတွေရဲ့အလောင်းတွေရှိနေတယ်နောက်ဖက်ဝတ်ပြုဆောင်ကတော့တာအုပ်ဖုံးကြီးကိုနေထိုင်ခဲ့တဲ့နေရာပဲရှေ့ကဝတ်ပြုဆောင်ကြီးပြိုကျသွားပေမဲ့ဒီနောက်ဖက်အစိပ်ပိုင်းကတော့အကောင်းတိုင်းရှိနေသေးတယ်ဒီနေရာကဘေးကင်းနိုင်ပါတယ်ငါတို့ဒီနေ့ညဒီမှာပဲနားကြဆိုလို့ငါဆုံးဖြတ်လိုက်တယ်ငါတန်ချက်ကကားကြီးကိုတကားဝမှာပိတ်ပြီးရထားလိုက်တယ်ဘလူသားဒါမှမဟုတ်ဘဲဖုတ်ကောင်မှအတွင်းနဲ့ပိတ်မဝင်နိုင်အောင်လို့လေအဲ့ဒီနောက်ကလက်ထိုင်တစ်လုံးယူပြီးလှည့်ပက်ကြည့်ရင်ညကောင်းကင်ရံကိုမြင်မောနေမိတယ်အဲ့ဒီအချိန်မှာငါစိတ်ထဲအတွေးတစ်ခုဝင်လာပြီးငါရဲ့စိတ်အာယုံကစနစ်ခမ်းမတဲ့ကိုရောက်ရှိသွားခဲ့တယ်မင်းကစတားဆစ်ရှိတဲ့ဖုတ်ကောင်ကိုပထမဆုံးတက်နိုင်ခဲ့တဲ့လူသားဖြစ်လို့အထူးဆုလက်ရရှိပါမယ်ပြီးတော့မင်းကကဘာပြက်ကတ်စတင်ပြီး10ရက်အတွင်းမှာတက်နိုင်ခဲ့တာမလို့ဆုလက်ရဲ့အရေးအသွေးကိုမြင့်တင်ပေးထားပါတယ်ဒါအပြင်မင်းကနှစ်စတားဆစ်ရှိတဲ့ဖုတ်ကောင်ကိုတိုက်ရိုက်တက်ပြတ်နိုင်ခဲ့တာမလို့ဆုလက်အရေးအသွေးကိုနောက်ထပ်တစ်ဆင့်ထပ်ပြီးမြင့်တင်ပေးလိုက်ပါတယ်အောက်ပါဖွဲထူး3ခုတည်းကတစ်ခုကိုရွေးချယ်ပေးပါဒါကိုကြားလိုက်ရတော့ငါတကယ်ကိုစိတ်လှုပ်ရှားသွားရတယ်ပါရမီလိုမျိုးပဲဖွဲထူးဆိုတာလဲအလွတ်အရှားပါတဲ့အရာလေးပြီးခဲ့တဲ့ဘဝတုန်းကငါဒီလောက်စူးစမ်းခဲ့တာတော့ဖွဲထူးတစ်ခုမှမရခဲ့ဘူးပထမဖွဲထူးကဖုတ်ကောင်တက်ဖြတ်သူဖုတ်ကောင်တွေကိုပေးနိုင်တဲ့တိုက်ခိုက်မှုစွမ်းရည်ကအမြဲတမ်းအတွက်နှစ်ဆဖြစ်သွားမယ်ဒုတိယဖွဲ့ထူကဆုလက်အမဲလိုက်သူဖုတ်ကောင်တွေကိုတက်လို့ရမယ်အမက်တွေကအမြဲတမ်းအတွက်နှစ်ဆဖြစ်သွားမယ်တတိယဖွဲ့ထူကနတ်သက်ကြွေဖွဲ့ဝင်နတ်သက်ကြွေစနစ်ရဲ့ဂုံတူးဆောင်ဖွဲ့ဝင်ဖြစ်ခွင့်ရမယ်မင်းအနေနဲ့စိုင်းတဲ့တရားပစ္စည်းတစ်ခုကို90%ရှော့ဈေးနဲ့တစ်ချိန်ဝယ်ယူခွင့်ရမှာဖြစ်ပြီးအနာဂတ်မှာနတ်သက်ကြွေစနစ်ကနေဝယ်ယူသမျှပစ္စည်းတိုင်းကိုအမြဲတမ်း20%ဘုံလျှော့ဈေးရရှိပါမယ်ဘွဲထူး3ခုစလုံးကတကယ်ကိုဆွဲဆောင်မှုရှိလို့နဲ့မြ мян တက်နိုင်တာနဲ့ပို့ပြီးအမတ်ရှာနိုင်တာ2ခုစလုံးကကောင်းတာပေါ့ပုံမှန်ဆိုရင်မြ мян တက်နိုင်တာကပိုကောင်းတယ်ဘာလို့လဲဆိုတော့ပို့ပြီးတမ်းမာတဲ့ဖုတ်ကောင်တွေကိုစင်ခေါ်နိုင်ပြီးအမတ်တွေလည်းပိုရနိုင်လို့ပဲဒါပေမဲ့ဒီ2ခုစလုံးကတတိယအဖွဲ့ထူးရဲ့ရှင်းမှာတော့မိမ့်မိန်သွားရတယ်နဲ့တက်ကြွေဖွဲ့ဝင်ဆိုရာတစ်ချိန်90%ရှော့ဈေးနဲ့အမြဲတမ်း20%ရှော့ဈေးရမှာလေစနစ်ခမ်းမှာထဲမှာအလွန်ထူးခြားပြီးအဖို့တန်တဲ့လဲလေစရာပစ္စည်း2ခုရှိတယ်အဲ့ဒါကတော့မမီရတဲ့တွေးရည်ကြီးနဲ့မိစ္ဆာအတီးရဲ့ဘေးထွက်ဆိုးကျိုးတွေကိုဖယ်ရှားပေးနိုင်တဲ့မိစ္ဆာတွင်ပြောင်းစေရည်ပဲ
ဒီနှစ်ခုစလုံးရဲ့တန်ဖိုးကအမှတ်တန်း100စီရှိတာဒါပေမဲ့90ရာခိုင်နှုန်းလျှော့ဈေးနဲ့ဆိုရင်အမှတ်10တန်းနဲ့တင်ရနိုင်တော့မှာပေါ့ပြီးတော့ကျန်တဲ့ပစ္စည်းတွေအားလုံးကိုလည်းလျှော့ဈေးနဲ့ရအောင်မှာဆိုတော့ငါလေကနေပွဲစားလုပ်ပြီးအမှတ်တွေအများကြီးတင်ရှားလို့ရတယ်စဉ်းစားနေစရာတော့မလိုဘူးငါချက်ချင်းပဲတတိယဖွဲ့ထူးဖြစ်တဲ့လက်သက်ကြွေဖွဲ့ဝင်ကိုရွေးချယ်လိုက်တယ်အဲ့ဒီနောက်ငါရဲ့ကိုရေးချက်လက်ကိုဖွင့်ကြည့်လိုက်တယ်နာမည်အောက်ဟောက်ပါရမီစွမ်းရည်ပါရမီရှင်ဖွဲ့ထူးလက်သက်ကြွေဖွဲ့ဝင်မိစာအတီငါအတီလက်ကားပြအတွင်းကြင်ကြံမှုအဆင့်ကျင်းနေရေပြားလက်နက်လေးစုလက်နက်အမှတ်များဟုတ်ပါပြီလက်နက်ကဏ္ဍမှာတစုံတစ်ခုရှိနေတာကိုငါအံ့ဩစွာတွေ့လိုက်ရတယ်လေးစုလက်နက်တဲ့ငါနားမှာရှိနေတဲ့ဝါစစ်ပုံစံတန်တုပ်ကြီးကိုလှမ်းကြည့်လိုက်တယ်ဒါကလေးစုဖျားเจ้าမှာပူဇော်ထားတဲ့ရုပ်တုရဲ့လက်နက်ပဲလေဒါပေမဲ့ဒါကတာမန်ပစ္စည်းတစ်ခုပဲမဟုတ်ဘူးလားဘာလို့စနစ်ကလက်နက်အဖြစ်တတ်မှတ်ပေးထားတာလဲပြီးတော့ဘာလို့နာမည်ပါနေရတာလဲငါရဲ့အရင် baseball တုပ်ကလည်းဖုတ်ကောင်ပြီးအများကြီးတက်ခဲ့တာပဲဒါပေမဲ့ဘယ်တော့မှလက်နက်အဖြစ်အတိမတ်ပြုမခံခဲ့ရဘူးငါတမန်နီတုပ်ကြီးကိုငါပေါင်ပေါ်တင်ပြီးတေချာစစ်ဆေးကြည့်မိတယ်ဒါကဘာများထူးခြားနေလို့လဲတမန်နီတုပ်ကြီးတစ်ခုလုံးကတန်ချေးတွေတက်နေပြီဒီနေရာမှာနှစ်ပေါင်းများစွာရှိနေခဲ့ပုံရတယ်ပြီးတော့လူပေါင်းထောင်ချီပြီးဒါကိုကိုးကွယ်ပူဇော်ခဲ့ကြတာဖြစ်ရမယ်ဒီထုတ်ပေါ်မှာစုစုပေါင်းဝါစစ်18ခုပါရှိပြီးစစ်တိုင်းမှာတာဝတင်ဂီတာတွေနဲ့စောင့်စာသားတွေရေးထွင်းထားတာတွေ့ရတယ်ငါတွေးတောနေမိတယ်မိစ္ဆာအတီးကိုစနစ်နဲ့စစ်ဆေးဖို့အတွက်အမှတ်1000ပဲလိုတာမလို့ဒါကငါအတွက်ဘာမှမဟုတ်ဘူးဒါပေမဲ့လောလောဆယ်တော့ဒီအတီးကိုသုံးဖို့မလို့သေးဘူးအင်ပြန်ရောက်မှပဲဒါကိုတိကျစစ်ဆေးတော့မယ်အဲ့ဒီအချိန်မှာပဲအိမ်ဘက်မှာတော့ကြီးမားတဲ့ပြဿနာတစ်ခုတက်နေခဲ့ပြီးငါတို့အပေါ်ထပ်မှနေတဲ့ချမ်းမီသားစုကတားဖာနှစ်ယောက်ကငါတို့အိမ်မှာရိတ်ခါတွေအများကြီးရှိနေတဲ့ဆိုတာကိုသိသွားကြတယ်အဲ့ဒီအချိန်မှာအိမ်မှာကမေမေနဲ့လူမှန်ချမ်းနှစ်ယောက်တည်းရှိနေတာအောက်ဟောက်နဲ့လင်ကွေကအောက်ထပ်မှာဖုတ်ကောင်ပြီးတွားတက်နေကြတာလေချမ်းမီသားစုတားဖာကအခွင့်ကောင်းယူပြီးအိမ်နဲ့ရိတ်ခါတွေကိုလူယူဖို့အတွက်မေမေနဲ့လူမှန်ချမ်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်ကန်တောင်းတာကလူမှန်ချန်ကအမြဲတမ်းရှိနေလို့ပဲသူတို့တိုက်ခိုက်တာနဲ့သူမကချက်ချင်းပြန်လဲတိုက်ခိုက်ပြီးအဲ့ဒီသားဖာနှစ်ယောက်စလုံးကိုတက်ပစ်လိုက်တယ်မင်းဘီကဒါကိုမြင်ပြီးအရန်ကြောက်လန့်သွားရှာတယ်သူတို့အရင်ကဖုတ်ကောင်မျိုးကိုတက်ခဲ့ဖို့ပေမဲ့လူသားတယောက်ကိုရှိမှတေဆုံးသွားတာကိုမြင်ရတာကတော့လုံးဝကွဲပြားတဲ့အတွေ့အကြုံမျိုးပေါ့လင်းခွေပြန်ရောက်လာပြီးအကြောင်းစုံကိုတိလိုက်ရတဲ့အခါဒေါသတွေအလေးလေးထွက်သွားတော့တယ်သူကဆရာကြီးရဲ့မိသားစုကိုဘလို့ချင်းနေမျိုးမှမဆိုထိခိုက်မှုမရှိစေရဘူးလို့ကတိပေးထားတာလေသူကဒေါသတကြီးနဲ့ချမ်းမီသားစုရဲ့တကားကိုတွားရောက်ခက်စီးပစ်လိုက်တယ်လင်ခွေရဲ့ရက်ဆက်ပုံကိုကြည့်ပြီးနားတော့အံ့ဩမိတယ်သူကလှိသားထက်တွေကိုတစ်သားတွေနဲ့ပိတ်ဆို့ပြီးခိုင်မာတဲ့ကာကွယ်ရေးစနစ်တစ်ခုလုပ်မယ်လို့ပြောတယ်လင်ခွေကအရင်ကတတ်မှတ်လူတယောက်ဖြစ်ခဲ့ပေမဲ့ကဘာပြက်ကထဲမှာသူ့အဖေကဖုတ်ကောင်ခိုက်ခံရပြီးတေဆုံးသွားခဲ့တာမလို့သူ့မှာစိတ်ပူစရာမိသားစုမရှိတော့ဘူးတစ်ဖက်မှာတော့ယုံမှန်ချန်ကသူမရဲ့မိသားစုအကြောင်းတွေးနေမိတယ်သူမရဲ့မိဘတွေကသူမကိုမောင်ဖြစ်သူအတွက်အမြဲကူညီခိုင်းခဲ့ကြတာမောင်ဖြစ်သူကမင်္ဂလာဆောင်တော့မှမလို့မင်္ဂလိဘက်ကအိမ်တောင်းထားတယ်အဲဒါကြောင့်မိဘတွေကလူမှန်ချန်အခုလေးတင်ဝယ်ထားတဲ့အိမ်ကိုမောင်ဖြစ်သူရဲ့နာမည်ပြောင်းပေးဖို့အတင်းကျပ်တောင်းဆိုခဲ့ကြတာသူမအိမ်နာမည်လွှဲဖို့သွားမယ့်နေ့မှာပဲကဘာပြက်ကကြီးကကန်တိုင်းချင်တော့စတင်ဖြစ်ပွားခဲ့တာပေါ့သူမကအဲ့ဒီအခြေအနေဆိုးတဲ့ကနေအသက်လူပြီးထွက်ပြေးလာခဲ့ရတာအခုဆိုရင်သူမရဲ့မိဘတွေနဲ့မောင်ဖြစ်သူကဘလို့အခြေအနေမျိုးရှိနေလဲဆိုတာသူမလုံးဝမသိတော့ဘူးတကယ်တော့သူတို့အသက်ရှင်နေမလားတည်သွားပြီလားဆိုတာကိုလည်းသူမသိပြီးစိတ်မဝင်စားတော့ပါဘူးကဲတငယ်ချင်းတို့ရေလောလောဆယ်တော့ဒီဇလန်ရဲ့နောက်ထပ်အပိုင်းတွေထွက်မလာသေးပါဘူးနောက်ထပ်အပိုင်းတစ်တွေထွက်လာတာနဲ့ဒီ channel မှာပဲချက်ချင်းတင်ပေးတော့ပါမယ်ဒီဇလန်လေးကိုသဘောကျတယ်ဆိုရင်ဗီဒီယိုကို like ပေးပြီး channel ကိုလည်း subscribe လုပ်ထားပေးကြပါဦးနော်နောက်ထပ်အပိုင်းတစ်တက်လာရင်အမြန်ဆုံးကြည့်ရအောင်ဘယ်လေးကိုလည်းနှိပ်ထားပေးပါဦးဇလန်အပိုင်းတစ်မှာပြန်တွေ့ကြမယ်နော်